ကဲမြစ်တငယ်ချင်းများလို့ဒီကနေ့လိုပိုင်ချင်တာရွေးထိုးလိုက်မှနော်တက်နေ20တော့မှလိုပိုင်ချင်တော့ရွေးထိုးလိုက်မှနော်ရှိပါတော့နော်ရွေးထိုးလိုက်မှလိုပိုင်မှာဘယ်လိုလာမလဲကဲလာမယ်ဒီကနေ့လာမယ်ဆက်ချရဲ့အချင်းမှနေတဲ့လုံပါပဲပါပဲနော်ဒီမှာကတော့ဆက်ချရဲ့လီလာ2025ဆက်ချရဲ့လီလာ2025ခုနှစ်ကြီးတွေ့ပါနော်နော်လို့ဒီကနေ့လို့ပဲရွေးလိုက်မယ်နော်ရွေးလိုက်မယ်ဆိုရင်ဒီမှာကျွန်တော်ရွေးလိုက်မယ်နော်နော်လို့ဒီမှာနော်လို့ပေါင်းချေနိနဲ့3နော်လို့ပေါင်းချေမှာငါပါဝါ3ညတလို့စေရမယ်ဆိုရင်ဒီမှာ3ညတလို့ပါတယ်နော်3ညတလို့ပါတယ်3ညတလို့ပါတယ်3ညတလို့ပါတယ်နောက်ပြီးတော့ဒီနလိုပေါင်းကြီးစေကိုနလိုပေါင်းကြီးတပိချောင်းနော်ဒီနလိုပေါင်းကြီးငါပါဝါ3ညဆိုရင်ဒီမှာ3ညပါတယ်နော်3ညပါဒီနလိုပေါင်းကြီးမှာခွန်ပါဝါ2ဆိုရင်ဒီမှာခုပါတယ်နော်ခုပါတယ်ဒီမှာတပိချောင်းမှာဆိုရင်ခုနဲ့ခုနလိုပေါင်းကြီးလေးပါဝါကိုဒီမှာလေးပါတယ်နော်ဒီမှာတပိချောင်းဆိုရင်တပိမချောင်းရလိုက်ရတယ်ဒီမှာ6ပါဝါတိဒီကနာကို6ပါဝါတိဆိုဒီမှာ6စေပါတယ်နော်6စေပါပြီးတော့တလူရွေးထုတ်လိုက်မယ်နော်တလူရွေးထုတ်လိုက်မယ်ဆိုရင်အဲ့ဒီနဲ့ဒီမှာစေနဲ့ခုနဲ့ပေါင်း5ပါဝါ3ညတလူစေရမယ်ဒီက5ပါဝါ3ညတလူစေရမယ်နော်ကျွန်တော်စေပြလိုက်မယ်နော်ဒီနလိုပေါင်းချင်းမှာခုပါဝါနဲ့ခုစေပါတယ်ဒီမှာဒီနလိုပေါင်းချင်းမှာနိပါဝါခုဒီမှာခုစေတယ်နော်ခုထိပါတယ်နော်ဒီနလိုပေါင်းချင်းမှာဒီပါဝါ6ဒီမှာ6ထိပါတယ်နော်အဲ့ဒီကနာကိုဘယ်လိုရွေးထုတ်မလဲကျွန်တော်ပြစေပြမယ်နော်ပြန်စီပြပေးမယ်နော်နိနဲ့3နဲ့ပေါင်း5ပါဝါ3ညစေပါတယ်ဒီတဲမယ်နော်ဒီမှာဆိုပြီးတော့5ပါဝါ3ညဒီနလိုပေါင်းချေသည်6နလိုပေါင်းချေသည်3ညဖြစ်3ညတလို့တုတ်တိ3ညတလို့တုတ်တိတလို့စေရမယ်3ညစေပါတယ်3ညနဲ့3ညကို3ညလို့ပိုင်နော်ငါ3ညဆို3ညစေပါတယ်3ညတိဆိုရင်ဒီမှာက3ညလို့ပဲစေပါတယ်3ညတူပြီးတော့3ညလို့ပဲစေပါတယ်နောက်ပြီးတော့ဒီနလိုပေါင်းချေသည်စေနဲ့ကိုနဲ့ပေါင်းခုပါဝါနဲ့အဲ့ဒီခုပါဝါနဲ့ကိုခုစေပါတယ်ဒီနလိုပေါင်းချေမှာဒီနလိုပေါင်း6 3ညနလိုပေါင်းချေမှာ6တလို့တိုးခွန်ဒါခုနဲ့တူလို့ဆိုရင်ခုလို့ပိုက်ပါနော်ခုစေပါတယ်နော်ဒီမှာနလို့ပေါင်းချေမှာ3ညခုနလို့ပေါင်းချေသည်ခုဖြစ်သည်ခုတလို့တိုးစိခု
ခိုနဲ့တူတယ်ဆိုရင်ခိုလို့ပဲစေပါတယ်နော်နောက်ပြီးတော့ဒီနှလုံးပေါင်းချင်းမှာခိုတလို့တော့စစ်ခိုနဲ့တူတယ်ဆိုရင်ခိုလို့ပဲစေပါတယ်နော်ဒီနှလုံးပေါင်းချင်းတုံညခိုနှလုံးပေါင်းချင်းခိုတလို့တော့စစ်အဲ့ဒီခိုတလို့တော့စစ်ကိုအဲ့ဒီခုနကတော့ခိုနဲ့နှလုံးပေါင်းချင်းဒီ၄ခိုဆိုဒီမှာ၄စေပါတယ်၄စေပါပြီတော့ဒီမှာခိုစစ်ဆိုရင်ဒီမှာစစ်စေပါတယ်ကွဲပြီးနော်မတူဘူးဆိုကွဲသွားတယ်တလို့ယူရမယ်နော်ဒီနှလုံးပေါင်းချင်းမှာဒီနှလုံးပေါင်းချင်းမှာ6ခု6နဲ့6တူလို့ဆိုလို့ပဲဆိုဒီမှာ6စေပါတယ်ဒီနှလုံးပေါင်းချင်းမှာ9နဲ့6နှလုံးပေါင်းချင်းမှာ15 6နဲ့6တူလို့ဆိုရင်6လို့ပဲစေပါတယ်နော်6လို့ပဲစေပါတယ်နော်6လို့ပဲစေပါပြီးတော့တော့နော်ဒီမှာနောက်တစ်ချက်တော့ပြရအောင်မယ်နော်ခုနကတော့ဒီနှလုံးပေါင်းချင်းမှာ9 3ပါဝါ3ဒီနှလုံးပေါင်းချင်းမှာ3တလို့တော့ဒီ3နဲ့တူတယ်ဆို3လို့ပဲဆိုရင်3နဲ့တူဆို3လို့ပဲ3စေပါတယ်ဒီနှလုံးပေါင်းချင်းမှာဒီမှာ6နော်ဒီနှလုံးပေါင်းချင်းမှာ6တလို့တော့ခိုနဲ့ခိုတူတယ်ဆိုရင်ခိုလို့ပိုင်ဆိုရင်ခိုစေပါတယ်ဒီနှလုံးပေါင်းချင်းမှာခိုစစ်ဒီနှလုံးပေါင်းချင်းမှာခိုပါဝါနေတလို့စေရမယ်နောက်ပြီးတော့ဒီမှာနှလုံးပေါင်းချင်းမှာခိုစစ်ခိုတူတယ်ဆိုရင်ခိုလို့ပိုင်စေပါတယ်ဒီနှလုံးပေါင်းချင်းမှာ2ပါဝါခိုဆိုရင်2ပါဝါခိုဒီနှလုံးပေါင်းချင်းမှာခိုစစ်ခိုနဲ့ခိုတူတယ်ဆိုရင်ခိုလို့ပဲဆိုခိုစေပါတယ်ဒီနှလုံးပေါင်းချင်းမှာ4ကိုဒီနှလုံးပေါင်းချင်းမှာခိုစစ်တလို့တော့စစ်အဲ့ဒီ4ကိုနဲ့ခိုစစ်အောင်မတူဘူးဆိုရင်ဒီမှာ4ဆိုရင်4စေပါတယ်ဒီမှာခိုစစ်ဆိုရင်ဒီမှာစစ်စေပါတယ်ဒီနှလုံးပေါင်းခိုနဲ့နှလုံးပေါင်းချင်းတိပါဝါ6ဆိုရင်6စေပါတယ်ဒီနှလုံးပေါင်းချင်းမှာ15ဒီနှလုံးပေါင်းချင်းမှာဆိုရင်6တလို့တော့ခိုဆို6နဲ့6တူတယ်ဆိုလို့ပဲပြေးသွားပြီမော့6စေပါတယ်ဒီနှလုံးပေါင်းချင်းမှာ6ပါဝါတိတဲ့ခါ6ပါဝါတိဒီနှလုံးပေါင်းချင်းမှာဆိုရင်6နှလုံးပေါင်းချင်းဒီ15ပြည့်တဲ့5 6နဲ့6တူတယ်ဆိုလို့ပဲပြေးသွားပြီဒီမှာ6စေပါတယ်ဒီတခါတော့စီးနဲ့9နဲ့ပေါင်း15ပါဝါ3ည5ပါဝါ3ည5ပါဝါ3ပဲလို့စေရမလဲခဲ့ဒီနေ့ကပြကြည့်လိုက်မယ်ဒီနှလုံးပေါင်းခြေဒီ6နဲ့4နှလုံးပေါင်း6နဲ့10နှလုံးပေါင်းခြေဒီ14ပြည့်ဒီ4တလို့တုံ5ဒီတခါကတော့5လို့ပဲပါပဲနော်ကြည့်ပါတော့နော်ဒီတခါကတော့5လို့ပဲ6ဆိုရင်6စေပါတယ်လို့ပဲ5ဆိုရင်5စေပါတယ်ဒီတခါကတော့လာမယ်16ရဲ့4လ2025ခုနှစ်ကြီးအတွက်ကတော့လိုပိုင်မှာဆိုရင်ဒီတခါကတော့ငါ3ရ4 5နဲ့5တူတယ်ဆိုရင်5ရဲ့5နဲ့5တူတယ်ဆိုရင်ဒီမှာ5လိုပိုင်ပါနော်5အပိုင်ပါပဲနော်ရှိတော့နော်5အပိုင်ပါဆိုအလို့စီပြေကကောင်းကြပါစေဘိုင်ပါနော်အချက်တူမှယူတော့ပါနော်ရှိပါတော့နော်